ကိုရီးယားပေါ့နော်ဒီကျောင်းထဲလာတဲ့အခါမှာဒီအိမ်ကိုပေါ့နော်ငွေပြန်ပို့နိုင်တာပေါ့နော်ပြီးကြကိုယ့်ရဲ့ကျောင်းစိတ်ကိုရှာနိုင်တာပေါ့ဒါမှမဟုတ်လည်းမြန်မာနိုင်ငံကနေပြန်ပြီးတော့လွှဲခိုင်းရတာပေါ့နော်အဲ့လိုမျိုးတော်တော်များများပေါ့နော်ကိုထွန်းရဲ့ဒီ TikTok ချက်ပေါက်မှာလာပြီးတော့မေးကြပါတယ်အားကြောင့်မလို့ဒီနေ့ကအဲ့အကြောင်းလေးကိုပေါ့နော်ဖြေပေးဖို့ဒီ TikTok လေးကိုရိုက်လိုက်တာဖြစ်ပါတယ်အရင်တော့ဒီကိုရီးယားကိုအကြောင်းတက်လာတယ်ဆိုတော့ပေါ့နော်ကျောင်းတစ်ဖက်နဲ့အလုပ်ကိုလုပ်ရတာဖြစ်တယ်ကျတော့အဲ့လိုလုပ်တဲ့နေရာမှာလည်းပေါ့နော်တချို့ကြတော့မတူကြဘူးပေါ့နော်ဒီမြန်မာကျောင်းလည်းဒီမှာအလုပ်ကို2လုံး3လုံးလုပ်တဲ့လူလည်းရှိတယ်တချို့ဆိုရင်အလုပ်ကို2လုံးလုပ်တဲ့လူလည်းရှိတယ်တချို့ဆိုရင်အလုပ်ကိုစနေတနင်္ဂနွေပဲအဲ့လိုမျိုးလုပ်တဲ့လူလည်းရှိတယ်တချို့ကြတယ်ဒီပေါ့နော်အင်အားပတ်စံရှိတဲ့အခါကျတော့မြန်မာနိုင်ငံမှာပတ်စံရှိတဲ့အခါကျတော့သူတို့ဒီမှာမလုပ်တဲ့လူလည်းရှိရပေါ့နော်အဲ့လိုမျိုးမျိုးကွဲပြားသွားပြီးတော့အိမ်ကိုပို့နိုင်မပို့နိုင်ကွာသွားတာပါတချို့ကြတယ်ပေါ့နော်ဒီအလုပ်တစ်လုပ်ထဲကိုပဲဒီဇိုင်းမမှန်ပေါ့နော်အချိန်ကြီးအများကြီးရပြီးတော့အဲ့အလုပ်တစ်လုပ်ထဲကိုပဲလုပ်ရတဲ့လူတွေလည်းရှိပါတယ်ဒီမှာတော့ကိုရီးယားမှာလည်းမြန်မာပြည်နိုင်ငံလိုပဲပေါ့နော်သူတို့ကလည်းဒီသူတို့ရဲ့မျိုးကြတဲ့နိုင်ငံကြီးမျိုးကြတဲ့နေရာတွေဆိုရင်ပို့ပြီးတော့လူစီကားတွေမျိုးကြတွေပို့ပြီးတော့သူတို့ရဲ့ပေါ့နော်တနားရီလောကပို့ပြီးတော့များလေပေါ့နော်ဒီလူနည်းနည်းကြတဲ့ဘက်တွေဆိုရင်တော့ဒီတနားရီလောကနည်းတယ်ကျတော့အဲ့ဘက်တွေကအဆောင်စိတ်တွေလည်းနည်းတယ်ပေါ့နော်အဲ့လိုမျိုးကြတဲ့ဘက်တွေအဆောင်စိတ်တွေလည်းမြင့်တယ်လို့ဒီအလုံးလုံးတဲ့ဈေးနှုန်းတွေလည်းမြင့်တယ်ပေါ့နော်ဥပမာအဲ့မျိုးကြတဲ့ဘက်တွေမှာဆိုတော့တနားရီကို1000 1200ဝယ်ရဆိုရင်ဒီပေါ့နော်ဒီနယ်ကြတဲ့ဘက်တွေဆိုရင်တနားရီကို1300အဲ့လိုအခြေခံလစာပဲရပါတော့နော်အဲ့လိုကွာကြပါတယ်အဲ့လိုကွာတဲ့ပုံမှာလည်းဘူတီပြီးတော့ပို့နိုင်ကြပါတယ်နော်မြန်မာနိုင်ငံမှာတော်တော်အောက်ဆက်ကြီးခဲ့လူပေါ့နော်ဒီအခြေခံအလောက်ကစားအောက်ဆက်ကြီးခဲ့တဲ့လူတွေကတော့ဒီမှာ2လုံး3လုံးလုပ်နိုင်ကြပါပေါ့နော်အဲ့ကြတော့သူတို့ကတော့မြန်မာနိုင်ငံကိုပို့နိုင်ပါတယ်တော်တော်လေးကိုပို့နိုင်တယ်ပေါ့နော်အများကြီးပို့နိုင်တယ်2လုံး3လုံးလုပ်တဲ့လူပေါ့နော်ကိုကမြန်မာနိုင်ငံမှာစက်ကောလက်ကောနေခဲ့ပြီးတော့ဆိုရင်တော့ကိုရီးယားမှာဆိုရင်တော့တိတ်ပြီးအဆင်မပြေပါဘူးကိုရီးယားမှာဆိုကိုရီးယားရဲ့အလုပ်တွေကအခြေခံအလုပ်တွေပါပဲကျွန်တော်တချို့ကြပါတော့မြန်မာနိုင်ငံမှာအင်ပတ်စံရှိတဲ့အခါကျတော့နော်ဒီကိုရီးယားမှာမလုပ်ဘူးပေါ့နော်တချို့ကြလည်းပတ်စံရှိပေမဲ့စနေတနင်္ဂနွေလုပ်တဲ့အခါကိုအကြောင်းစိတ်လေးပဲရအောင်လုပ်တဲ့လူတွေရှိရပါတော့တချို့ကြလည်းဒီတနေ့ကိုပေါ့နော်နာရီအလုပ်တစ်လုပ်ထဲကိုပဲနာရီ6နာရီအဲ့လိုလေးပုံမှန်ပေါ့နော်တရက်ကိုတစ်ပတ်ကို1ရက်နာအဲ့လိုလေးလုပ်သွားရရှိပါတယ်ကိုပြောချင်တာပေါ့နော်တနေ့ကို6နာရီလောက်ဒီပေါ့နော်အလုပ်တစ်လုပ်ထဲကိုပဲတနေ့ကို6နာရီလောက်လုပ်သွားပြီးတော့ဒီတစ်ပတ်ကို1ရက်နားမယ်ဆိုရင်ပုံမှန်လေးလုပ်သွားရင်ဆိုရင်တော့ပေါ့နော်ဒီအစားစိတ်နေစိတ်ထိုင်စိတ်ပေါ့နော်ဒီအဆောင်စိတ်အကုန်လုံးနှုတ်ကြောင်းစိတ်ပေါ့နော်အဲ့လိုမျိုးနှုတ်သွားတဲ့အပြင်ကိုအိမ်ကိုလည်းနည်းနည်းပါးပါးတော့လွှဲနိုင်ပါလိမ့်မယ်လွှဲနိုင်တယ်ပေါ့နော်အဲ့လို2လုံး3လုံးလုပ်တဲ့လူဆိုတော့ပြောစရာမလိုဘူးပေါ့နော်2လုံး3လုံးလုပ်တဲ့လူဆိုတော့အိမ်ကို special ကိုလွှဲနိုင်မှာပါအဲ့လိုမျိုးပေါ့နော်ဒီမှာ2လုံး3လုံးလုပ်နေတဲ့လူလည်းရှိရပေါ့နော်တစ်လုံးတည်းကိုဒီဇိုင်းမှန်လုပ်တဲ့လူတွေလည်းအိမ်ကိုတော်တော်များများလွှဲနိုင်ကြပါပေါ့နော်တချို့ကျောင်းသားတွေရှိရပေါ့နော်ကိုရီးယားမှာမြန်မာနိုင်ငံနေမှာဒီအမေအဖေတွေကပေါ့နော်ဒီကိုငွေပြန်လွှဲပြရတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိရဲအဲ့လိုမျိုးလူတွေကြတော့အဲ့ဒါကတော်တော်များများပေါ့နော်ဒီကိုကပတ်စံရှိရဲဆိုတော့မြန်မာနိုင်ငံမှာရှိခဲ့ဆိုစက်ကောက်လက်ကောနေခဲ့ရပါတော့အဲ့လိုမျိုးအဲ့တော့ဒီမှာမလုပ်တဲ့လူလည်းရှိရဲတချို့ကြလည်းကိုလုပ်ပေမဲ့ပေါ့နော်အတုံးပြုံးကြီးရပါတော့အတုံးပြုံးကတော့ဒီမှာလက်ဖွာလို့မရပါဘူးအတုံးပြုံးကြီးလို့လည်းမရဘူးကိုဝယ်တဲ့ဟာပဲဝယ်ရမယ်မဝယ်တဲ့ဟာကြီးအလုံးအဲ့လိုမျိုးပေါ့နော်စုဝယ်ပြလို့မရပါဘူးအဲ့လိုအတုံးပြုံးကြီးမယ်ဆိုရင်ကိုလုံနေလဲပေါ့နော်အဲ့လုံနေတာမစုနိုင်ဘူးပေါ့နော်မစုနိုင်တဲ့အပြင်အဲ့လိုမျိုးအင်အားတော့ပြန်တောင်းရမယ်အဆင်ရှိပါတယ်အားလို့ပေါ့နော်ဒီကိုတော်တော်များများတော့ဒီမြန်မာနိုင်ငံမှာအဲ့လိုမျိုးအောက်ဆက်ခြေခဲ့တဲ့လူတွေကဒီမှာ2လုံး3လုံးကိုလုပ်ကြရပေါ့နော်အဲ့လိုမျိုးလုပ်ပြီးတော့ပို့နိုင်ကြပါတယ်အများကြီးပို့နိုင်ကြပါတော့အဲ့တော့မလို့ဒီမှာတော့ပေါ့နော်အလုပ်လုပ်နိုင်တယ်လို့ကိုရီးယားမှာကအိမ်ကိုပို့နိုင်ပါတယ်အဲ့မလို့ကျောင်းနဲ့လည်းကျောင်းနဲ့လည်းကျောင်းစရိတ်တွေကဟိုအဆောင်စရိတ်တွေနေစရိတ်တွေထိုင်စရိတ်တွေပေါ့နော်ဒီအဆောင်စရိတ်တွေရောအတွက်အိမ်ကိုပို့နိုင်ပါမလားလို့စိုးရိမ်နေတဲ့သူတွေအတွက်မစိုးရိမ်ပါနဲ့လို့ပေါ့နော်ဒီမှာကိုလုပ်နိုင်တယ်လို့ကိုကအောက်ဆက်ကြီးအောက်ခြေအလောက်ကစားလုပ်နိုင်တယ်လို့မျိုးအိမ်ကိုပေါ့နော်ထောက်ပံ့နိုင်ပါတယ်ကျောင်းစရိတ်ကလည်းအဲ့လိုပေါ့နော်ခွက်စုသွားမှာပေါ့နော်တချို့ကျတော့လည်းအဲ့လိုမျိုးရှိကြတယ်ဒီမှာဘယ်လိုလုပ်ကြလဲဆိုရင်ကျောင်းစရိတ်ကိုဒီလဘယ်လောက်ရလဲဆိုရင်အဲ့ဒါကိုကျောင်းစရိတ်ကိုလည်းနည်းနည်းဆိုရဲအိမ်ကိုလည်းနည်းနည်းလွှဲတယ်အဲ့လိုမျိုးလေးလုပ်သွားတဲ့လူတွေရှိတယ်အဲ့လိုပုံမှန်ကြာရင်ပေါ့နော်အဲ့လိုကျောင်းစရိတ်ကများရင်စုမိသွားတာပေါ့နော်ကိုရီးယားမှာတော့မှန်တယ်ပေါ့နော်ဒီသူကပေါ့နော်ကျောင်းတက်လာတယ်ဆိုတော့ဒီ EPS တွေဒီအလုပ်သမားတွေလိုမျိုးတော့သူကထင်သာမြင်သာတဲ့ဟိုလိုအိမ်ကိုအပုံလိုက်ကြည့်အောင်လွှဲနိုင်ပေါ့နော်ဘာလို့မလွှဲနိုင်တာလဲဆိုရင်သူကဒီမှာကိုယ်စီကိုအကုန်လုံးဖြည့်ရှင်းရတယ်ကျောင်းစရိတ်ကလည်းပေးရတယ်ကျောင်းနဲ့ပတ်သက်ပြီးတော့ဘာကြီးညာကြီးဆိုမှလည်းခဏပေးရတယ်ပေါ့နော်ပြီးတော့ဒီနေစရိတ်ထိုင်စရိတ်ရေဘူးကစားအကုန်လုံးသူကအကုန်ဝယ်တော့ရေကစားအကုန်ဝယ်ရတယ်ပြီးတော့ဒီတချို့ဘက်တွေဆိုရင်ဒီဟိုမျိုးကြီးဘက်တွေဆိုရင်ပေါ့နော်အဲ့လိုမျိုးအမိုက်ခွင်ကစားအကုန်ဆောင်ရပါတော့ဒီကိုထွန်းတို့ဘက်ကတော့အမိုက်ခွင်မဆောင်ဘူးပေါ့နော်နေဘက်ကြားတဲ့အတွက်အဲ့လိုမျိုးဒီအဆောင်စရိတ်ကစားအကုန်လုံးပေးရတယ်ပေါ့နော်အဲ့ဒါမလို့ပါအဲ့ကြောင့်မလို့ဒါပေမဲ့အဲ့လောက်ကြီးကြလည်းလန့်သွားစရာမလိုပါဘူးပေါ့နော်ကိုကအလုပ်ကိုများများလုပ်ရင်များများလုပ်နိုင်တယ်လို့ပေါ့နော်အချိန်များရင်များတယ်လို့မျိုးအိမ်ကိုယ့်ရဲ့အကြောင်းစရိတ်ပေါ့နော်ဒီနေစရိတ်ထိုင်စရိတ်ကိုခွဲသွားပြီးတဲ့အပြင်ပေါ့နော်ဒီအိမ်ကိုပဲလွှဲနိုင်ပါတယ်အဲ့ဒါမလို့အဲ့လောက်ကြီးစိုးရိမ်စရာမလိုပါဘူး